Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှဆိုလို့ရှိရင်ပေါ့နော်ဒီ Jupyter P ဆိုတဲ့ဒီ Adobe APP mining game လေးနဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်ပထမဆုံးဒီမှာပေါ့နော်ကျွန်တော် link ထဲကိုတစ်ချက်ဝင်လိုက်မယ်ကျွန်တော်အရင်ဆုံး register တင်ရမယ်ပေါ့နော်ဒီထဲ link ထဲကိုတစ်ချက်ဝင်လိုက်မယ်ဆိုလို့ရှိရင်Jupyter 2ထဲကိုဝင်လိုက်မယ်ခဏလေးစောင့်ပေးပါနော်မဟုတ်နော်လင်းနေမှုပွဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကျွန်တော်ရဲ့ name နာမည်လေးကျွန်တော်ထည့်ပေးမယ်ပြောရဆိုရှင်ကျွန်တော် country ပေါ့နော်မြန်မာနိုင်ငံဆိုကျွန်တော်ရွေးပေးမယ်ပြောရဆိုကျွန်တော်ရဲ့ဖုန်းနံပါတ်ပေါ့နော်ကျွန်တော်ရဲ့ဖုန်းနံပါတ်ရဲ့ email ပြောရဆိုရှင်ကျွန်တော် email တွေကိုပို့ပေးမယ်ဒီ OTP code ပေါ့နော်ဒီ OTP code ကတော့အရေးကြီးရပေါ့နော်ကျွန်တော်ဘယ်သူမှမပြဖို့အရေးကြီးရပြောရဆိုကျွန်တော်ရဲ့ဒီလုံခြုံမဲ့ password ပေါ့နော်ဒါတော့နောက်တစ်ခေါက်ကျွန်တော်ရဲ့ password ကိုနောက်တစ်ခေါက်ထပ်နှိပ်ပေးတာဖြစ်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်အရေးကြီးဆုံးကတော့ဒီမှာပေါ့နော်ဒီ refer code ပေါ့နော် refer code ထည့်ပေးမယ်ဆိုလို့ရှိရင်နှစ်ဖက်အကျိုးရှိတာလည်းပဲဖြစ်ပါတယ်ပြောရဆိုရင်ကျွန်တော် sign in ဆိုပြီးတစ်ချက်ဝင်ပေးမယ်ပေါ့နော်ကျွန်တော် sign in ဆိုပြီးတော့ချက်ဝင်လိုက်လို့ရှိရင်ကျွန်တော်တို့တွေကဒီ Jupyter ကို download ဆွဲလို့ရမယ်ဒီ Play Store ကနေပြီးတော့မှ download ဆွဲမယ်ဒီ S တစ်ခုပေါ့မျက်နှာပြင် screen တစ်ခုပေါ့ကျွန်တော်ရရှိသွားမယ်ပေါ့နော်အဲ့ရနေပြီးတော့မှကျွန်တော် Jupyter P ဆိုတဲ့ဒီ S လေးကိုကျွန်တော်က download ဆွဲလိုက်မယ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီ app လေးကို download ဆွဲလိုက်မယ်ဆွဲဖို့ဆိုရင်ကျွန်တော်ဒီ app ထဲမှာ app ထဲကိုကျွန်တော်ဝင်လိုက်မယ်ပေါ့နော် app ထဲကိုရောက်မယ်ဆိုလို့ရှိရင်ဒီအရင်ဆုံးကျွန်တော်ပထမကပေးခဲ့တဲ့ဒီကျွန်တော်ရဲ့ email account နဲ့ password ကိုကျွန်တော်ရိုက်ထည့်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ account ထဲကိုပြန်လည်ရောက်ရှိသွားမှာဖြစ်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီမှာပေါ့နော်ဒီမှာကျွန်တော်ဒီနေရာမှာတစ်နေ့ကိုတစ်ခေါက်ပေါ့နော်ဒီမှာ12နာရီတစ်ခေါက်ပေါ့နော်12နာရီတစ်ခေါက်တစ်နေ့ကိုနှစ်ခေါက်ပေါ့နော်ကျွန်တော်ကဝင်ပြီးတော့ claim ပေးလို့ရပဲဖြစ်ပါတယ်သူ claim နဲ့နှုန်းကတော့တစ်နာရီကို1 Jupyter ပေါ့နော် JEM airdrop coin တခုရရှိမှာဖြစ်ပါတယ်တစ်နာရီပေါ့နော်24နာရီပြည့်မယ်ဆိုလို့ရှိရင်ပိုကောင်းတယ်ဘာလို့ဆိုကျွန်တော်ဒီအောက်မှာဆိုလို့ရှိရင်ဒီဒါတော့ VPN ခံပြီးတော့ကျွန်တော်ကြည့်ရပဲဖြစ်ပါတယ် VPN ခံပြီးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီ mining power ပေါ့နော်ဒီ mining power ကိုကျွန်တော်ပို့ပြီးတော့တိုးစေတယ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေကအဲ့ဥစ္စာလေးတွေကိုကျွန်တော်ဘယ်လိုမျိုးရရှိမှာလဲဆိုတော့ဒီတော့ကျွန်တော်က refer နဲ့ကျွန်တော်တစ်ချက်ဝင်လိုက်မယ်refer နဲ့ဝင်ပွားရဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်တကယ်ချင်းတယောက်ခေါ်လိုက်မယ်ကျွန်တော်တို့ဒီမှာကောက်ကလေးကျွန်တော်တကယ်ချင်းဖွင့်တဲ့တကယ်ချင်းကဒီကောက်ကလေးကိုထည့်ပြီးတော့ဖွင့်မယ်ဆိုလို့ရှိရင်0.1 ပေါ့နော်တနာရီကို0.1 Jupyter ပေါ့နော် Jupyter JEM airdrop coin ပေါ့နော်အဲ့ coin လေးကျွန်တော်ရရှိမှာဖြစ်ပါတယ်ပြောရဆိုကျွန်တော် wallet တွေတစ်ချက်ဝင်လိုက်မယ်wallet ထဲဝင်လိုက်မယ်ဝင်ပွဲဆိုရင်ကျွန်တော်ဒီမှာပေါ့နော်ဒီဥစ္စာတော့ကျွန်တော်airdrop season 3ပေါ့နော်ပထမ2ခေါက်လောက်တော့ပြီးသွားပြီလို့ထင်မှာပေါ့နော်ဒီမှာဒီရက်20ပေါ့နော်နောက်ထပ်ရက်20လောက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေက airdrop ကိုဒီမှာ USD နဲ့ပြန်လည်ပြီးတော့မှကျွန်တော်ရရှိလာတဲ့ coin လေးတွေကိုဒီ USD နဲ့ပြန်ပြီးတော့ချိန်လို့ရမှာဖြစ်ပါတယ်ပြီးသွားပြီဆိုရင်ကျွန်တော်ကအဲ့ coin လေးတွေပို့ပြီးတော့များလာအောင်လို့ဒီမှာ MMO တဲ့တစ်ချက်ဝင်လိုက်မယ်ပြီးသွားဆိုလို့ရှိရင်ကျွန်တော်ဒီမှာသူလောက်ခိုင်းတဲ့ဒီမှာ test လေးရှိပါတော့ကျွန်တော် channel လေးကို join ပေးမယ်ဒီ channel လေးတွေပေါ့နော် join ပေးလိုက်ရင်အဆင်ပြေပါတယ်ခင်ဗျာပြီးသွားဆိုရင်ကျွန်တော် daily reward ရှိမယ်ကျွန်တော်တစ်ချက်ဝင်ယူလိုက်မယ်ကျွန်တော်2ရက်ပဲရှိသေးတယ်ဆိုတော့ကျွန်တော်coin ရတိတ်မရှိသေးဘူးပေါ့နော်နောက်ပြီးကျရင် gateway ကတော့ကျွန်တော်ရှိဘူးနဲ့တူတယ်ဗျကျွန်တော်တိတ်နားမလဲဘူးပေါ့နော်ပြောရရင်ကျွန်တော်အဓိကတော့ refer ရှာမယ်ဒီ game မှာ refer ရှာဖို့ဆိုရင်ကျွန်တော်ရက်20လောက်ဆိုလို့ရှိရင်ကျွန်တော်က USDT ပြန်ပြီးတော့ပြန်ရမှာဖြစ်ပါတယ်ခင်ဗျာairdrop ပေါ့နော်ဒီပိုင်းပြီးသွားဆိုရှင်ဒီမှာဒါတော့ Jupyter ပေါ့နော်ဒီ work လေးဗီဒီယိုလေးကြည့်ပြီးတော့ကျွန်တော်က coin တူးတာလေးပို့ပြီးတော့မြန်အောင်လုပ်လို့ရတယ်ပြီးသွားဆိုလို့ရှင်ဗီဒီယိုလေးကိုစောင့်ကြည့်ရှုပေးတဲ့တကယ်ချင်းတွေအားလုံးလည်းကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေကိုတင်ပေးအောင်မှဖြစ်တဲ့အတွက်ကြောင့်မလို့အများအားဒီစောင့်ကြည့်လို့ရအောင်လို့ဒီ channel လေးကိုလည်း subscribe လုပ်ပေးပါအောင်เนาะပြောရဆိုလို့ရှိရင်ဒီ channel လေးမှာလိုချက်တွေရှိရဆိုလို့ရှိရင်လည်းပဲအောက် comment box လေးမှာရေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုစောင့်ကြည့်ရှုပေးတဲ့အတွက်